အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေပေးမယ့်လက္ခဏာဘုဒ္ဓလေးကတော့ဘလောက်ပဲဆင်းရဲနေပါစေတနေ့မှာအလွန်ချမ်းသာမဲ့လက္ခဏာမယုံနိုင်လောက်အောင်ချမ်းသာမဲ့လက္ခဏာအမှတ်သားလေးပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါပုံမှန်ပြထားသလိုမျိုးကြာဖူးလေးကလက်ပေါ်အတွင်းဘက်ကိုဦးတည်နေမယ်ဆိုရင်ထူးခြားသောကံကောင်းမှုနဲ့အခွင့်အလမ်းတွေယူဆောင်လာပေးပါလိမ့်မယ်ဘဝတိုးတက်ချမ်းသာဖို့အခွင့်အလမ်းတွေငွေဝင်စေဖို့ငွေကြေးကံကောင်းစေဖို့အခွင့်အလမ်းတွေတည်ဆောင်လာပေးပါလိမ့်မယ်မိဘကိုလှုပ်ကြွေးနိုင်သောသားသမီးဖြစ်ကြုံတွေ့ရစေပါလိမ့်မယ်စိတ်ထားကောင်းပြီးတော့အနစ်နာခံပေးဆက်နိုင်တာမျိုးတွေကြုံရပါလိမ့်မယ်ဘလောက်ပဲဘဝကဆင်းရဲနေပါစေဆင်းရဲတဲ့မိသားစုဘဝကမွေးဖွားလာပါစေချမ်းသာခြင်းရဲ့အကျိုးကိုခံစားရစေပါလိမ့်မယ်မိမိရဲ့လက်ထက်မိမိရဲ့ဘဝကံစားတာမှာချမ်းသာအောင်ပြုလုပ်နိုင်ပါလိမ့်မယ်မိမိမျှော်မှန်းထားတာထက်ချမ်းသာကြွယ်ဝနိုင်တာမျိုးမိမိဘဝကိုမိမိမယုံနိုင်လောက်အောင်ပြောင်းလဲစေတာမျိုးတွေကြုံရပါလိမ့်မယ်နောက်တစ်ခုကတော့ဦးစားတာကံမကောင်းစေတဲ့အသက်လန့်အဆုံးကကျွန်းမှတ်သားပဲဖြစ်ပါတယ်ပုံမှန်ပြထားသလိုမျိုးအသက်လန့်အဆုံးမှာကျွန်းပါနေမယ်ဆိုရင်ဦးစားတာကံမကောင်းတာမျိုးတွေကြုံရပါလိမ့်မယ်ဒီနေရာမှာကြာဘူးဆိုရင်ကြာဘူးရဲ့အင်္ဂါရက်တွေပါရှိနေရပါမယ်ဒိုင်းမွန်းဆိုရင်ဒိုင်းမွန်းရဲ့အင်္ဂါရက်တွေပါရှိနေရပါမယ်ငွေဆိုရင်လည်းငွေအိတ်ရဲ့အင်္ဂါရက်တွေရှိနေရပါမယ်ပုံမှန်ပြထားတဲ့အမှတ်သားကတော့ကံမကောင်းစေတဲ့ကျွန်းမှတ်သားပဲဖြစ်ပါတယ်ငယ်ရွယ်စဉ်ချိန်မှာဘလောက်ပဲချမ်းသာနေပါစေအသက်ကြီးပိုင်းမှာဦးစားတာကံမကောင်းစေတာမျိုးရှာဖွေထားသမျှပစ္စည်းဥစ္စာတွေဟာကျန်းမာရေးအတွက်ကြောင့်အကုန်သုံးလိုက်ရတာမျိုးတွေကြုံရပါလိမ့်မယ်အသက်ကြီးပိုင်းမှာအထီးကျန်ဆန်စွာနဲ့ဘဝကိုကုံဆုံးစေတာမျိုးတွေကြုံရပါလိမ့်မယ်အသက်ကြီးပိုင်းမှာသားသမီးတွေရှိပေမဲ့လည်းအနားမှာပြုစုစောင့်ရှောက်ပေးမဲ့သူမရှိတာမျိုးတွေကြုံရပါလိမ့်မယ်လူရေးမားစေတာမျိုးတွေလူပေါင်းမားစေတာမျိုးတွေကြုံရပါလိမ့်မယ်နောက်တစ်ခုကတော့ချမ်းသာမှုကံပါတဲ့လက်မအောက်ခြေကဒေါင်လိုက်မြင်းလေးတွေကြောင်းပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့ဒေါင်လိုက်မြင်းလေးတွေကချမ်းသာမှုကံကိုပြတာဖြစ်ပါတယ်ချမ်းသာမှုကိုရရှိမယ်လို့ပြသပါတယ်ချမ်းသာစွာနေရလိမ့်မယ်ကိုယ်ပိုင်လောက်အားနဲ့ကြိုးစားပြီးတော့ချမ်းသာမှုရရှိမယ်သူတစ်ပါးစီကအကူအညီမရယူပဲအစဉ်ပြေတိုးတက်လာတတ်ကြပါတယ်ကံတရားရဲ့အကူအညီကိုမရနိုင်လဲချမ်းသာမှုကိုဧကံမုတ်ချရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်အဓိကကတော့ကိုယ်တိုင်ကြိုးစားပြီးရရှိလာမယ်လို့ပြသနေပါတယ်ဒီလိုမှတ်သားပါတဲ့သူတွေဟာငွေကြေးပိုင်းလဲငွေမြဲတတ်ကြပါတယ်ငွေထိတ်သိမ်းတဲ့နေရာမှာအားသာချက်ရှိပါတယ်ငွေစုချင်းကနေပို့ပြီးတော့အကျိုးများများရရှိတတ်ကြပါတယ်လူအများစုနဲ့အလုပ်တွေပို့ကျိုးပေးတတ်ပါတယ်ငွေကြေးတိုးတက်အောင်လဲကြိုးစားနိုင်ပါတယ်နောက်တစ်ခုကတော့ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါသူရဲ့လက်ဝါးပြင်အမှတ်သားတွေထဲမှာကောင်းတာတွေပါနေပါတယ်အဲ့ဒီအမှတ်သားတွေထဲကတစ်ခုလောက်ပါရင်ကောင်းတာတွေကသူ့အကျိုးတိုင်းရရှိပါလိမ့်မယ်ပထမဦးဆုံးကတော့အနီရောင်နဲ့ပြထားတဲ့9ရုပ်ပဲဖြစ်ပါတယ်ဒါကတော့ငွေရှာတဲ့နေရာမှာအထောက်အကူပေးမယ်ကံအထောက်အကူတည်တာစွာကောင်းမယ်အတိတ်အကျိုးပေးကံပါတဲ့သူဖြစ်ပါတယ်ထူးခြားတဲ့အိမ်မက်တွေမှတ်တတ်ပါတယ်ဒီတွေပေါက်တာငွေတွေဝင်တာလက်လပါတွေကောင်းတာတွေကြုံရမယ်ဘာသာရေးကုသိုလ်တွေအားပြုပြီးလုပ်ရလိမ့်မယ်နောက်တစ်ခုကတော့အဝါရောင်နဲ့ဇီဒီပုံပဲဖြစ်ပါတယ်ဒါကတော့ထူးခြားတဲ့အောင်မြင်မှုတွေကိုရရှိနိုင်တဲ့သူပါကံကောင်းတဲ့အကျိုးကိုခံစားရမယ်အလူဒါနတွေအားပြုလူရမယ့်သူဖြစ်ပါတယ်ဘာသာတရားကိုသိမြင်တဲ့သူဖြစ်ပါတယ်သာသနာအတွက်ကောင်းကျိုးတွေပေးနိုင်တဲ့သူဖြစ်ပါတယ်အလူတန်းတွေဘဝမှာလူရမယ်ငွေကြေးကံအစဉ်ပြေမှုတွေကိုပြနေပါတယ်နောက်ပြီးသူရဲ့လက်ဝါးပြင်အလယ်မှာအပြောင်နဲ့ပြထားတဲ့ကြက်ချီခတ်ပါရှိနေပါတယ်ဒါကတော့ဘဝမှာအမားတချို့ကိုလုံနေရတတ်ပါတယ်ဆုံးဖြတ်မှုတွေမှာအားနည်းနေပါတယ်ထိရောက်တဲ့ကံအကျိုးပေးမရနိုင်သေးပါဘူးစိတ်ပင်ပန်းမယ်လူပင်ပန်းနေမယ်ဘဝမှာအစပိုင်းရုန်းကန်ရတတ်ပါတယ်မေတ္တာစေတနာအားကောင်းတဲ့သူဖြစ်တဲ့အတွက်ကြောင့်အမားနဲ့အောင်နေထိုင်ပါနောက်ပိုင်းမှာပဲတရားထူရပါလိမ့်မယ်နောက်ပြီးသူရဲ့အသက်လန်အောက်နာမှာဆေးရောင်နဲ့ပြထားတဲ့အခွဲလေးပါနေပါတယ်ဒါကြောင့်လက္ခဏာရှင်ဟာမွေးရမီနဲ့တိတ်အကျိုးမပေးပါဘူးရက်ဝေးနဲ့ဝေးဘက်မှာအကျိုးပေးတဲ့သူဖြစ်ပါတယ်မွေးရမီကနေအဝေးကိုရောက်တတ်ပါတယ်အဝေးမှာပို့ပြီးတော့အစဉ်ပြေအောင်မြင်မယ်တည်တာတဲ့အကျိုးပေးမှုတွေရရှိမယ်ပြည့်စုံတင်တင်မှုနဲ့နေရပါလိမ့်မယ်ဘဝမှာအထီးကျန်မှုကိုရင်ဆိုင်ကြုံရမယ်အားလုံးကိုခြုံငုံကြည့်လိုက်မယ်ဆိုရင်သူရဲ့လက်ကအမတ်သားတွေအရဝေးသောရက်မှာပို့ပြီးတော့စီးပွားအလုပ်ကောင်းမယ်ကံထောက်ကူတွေတည်တည်တသာရရှိပါမယ်ဘဝမှာငွေကြေးပိုင်းတည်တာစွာကံကောင်းမယ်တင်းစွာနေထိုင်ရပါလိမ့်မယ်အလူဒါနကြီးမားမားလှုပ်ဆောင်ပြီးလူရမယ်စေတနာမေတ္တာတွေကြောင့်ဘဝမှာကောင်းစွာနေရပါလိမ့်မယ်ဘာသာရေးအားပြုသူဖြစ်မယ်ငွေကြေးကံအရန်ကောင်းမယ်တည်တာတဲ့အောင်မြင်အစဉ်ပြေမှုတွေရရှိမယ်နောက်တစ်ခုကတော့နှလုံးလန်းကြောင်းပါပုံမှန်ပြထားတဲ့နှလုံးလန်းကြောင်းကိုကြည့်လိုက်ပါနှလုံးလန်းကြောင်းဟာဘယ်ညာနှစ်ဖက်စလုံးခရင်ကွာနဲ့အစပြိုထွက်လာပြီးတော့လမ်းခွဲတစ်ခုဟာကြာသပတေးဂျူခုံမှာရောက်ရှိနေပါတယ်ဒါကြောင့်လက္ခဏာရှင်ဟာချစ်ချင်းမေတ္တာတရားကိုအလေးထားတတ်ပါတယ်လူတစ်ဖက်သားကိုသနာကျင်တာတတ်တယ်ကိုချင်းစာနာစိတ်အပြည့်အဝရှိတဲ့သူတွေဖြစ်ပါတယ်
အဲ့ဒီလမ်းကြောင်းကလေးဟာလက်ညှိုးအောက်ကြာတောက်လေးဂျူခုံရဲ့အလဲတက်တက်မှရှိနေတဲ့အတွက်ကြောင့်လက္ခဏာရှင်ဟာအိမ်တော်ရဲ့အစဉ်ပြေတက်ပါတယ်အပေါ်ဘက်အနီရောင်များပြထားတဲ့နေရာကနှလုံးလန်းကြောင်းလမ်းခွဲတစ်ခုဟာလက်ညှိုးနဲ့လက်ခလက်ကြားကနေအစပြိုထွက်လာပါတယ်ဒါကလည်းအချစ်ရဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့တကူကောင်းဆန့်မှုအတ္တကြီးမှုနဲ့တက်ပါတယ်ဒါပေမဲ့အခုလိုနှလုံးလန်းကြောင်းခရင်ကပါနေတဲ့သူတွေဟာအိမ်တော်ပြုတဲ့အခါမှာမိမိထက်အဆင့်တန်းမြင့်မာတဲ့သူတွေကိုပဲအိမ်တော်ဘက်ဖြစ်မျှော်မှန်းတတ်ပါတယ်မိမိမျှော်မှန်းတယ်လို့ပဲကိုယ့်ထက်အဆင့်တန်းတစ်ခုခုမြင့်မာတဲ့သူဖြစ်စေကိုယ်နဲ့အဆင့်တန်းတူတဲ့သူဖြစ်စေပူဇာဆောင်ရတတ်ပါတယ်ကိုယ့်ထက်အဆင့်တန်းနှိမ့်ကျတဲ့သူနဲ့တော့ဘယ်လိုနည်းနဲ့မှပူဇာဆောင်နိုင်မှာမဟုတ်ပါဘူးအိမ်တော်ကြပြီးလည်းစီးပွားရေးတိုးတက်မယ်နောက်ပြီးအပေါ်ဘက်ကခရင်ကလမ်းကြောင်းတစ်ခုဟာလက်ခလက်ရဲ့အောက်စနေဂျူခုံအလဲတဲတဲကနေအစပြူထွက်ပေါ်နေမယ်ဆိုရင်ဒီလိုနှလုံးလမ်းကြောင်းပိုင်ရှင်တွေဟာအချစ်ရည်မိသားစုရည်နဲ့ပတ်သက်ပြီးတော့တကူကောင်းစံတက်ကြပါတယ်နောက်တစ်ခုကတော့ကျမ်းမာရေးလမ်းကြောင်းအကြောင်းပါကျမ်းမာရေးလမ်းကအပြတ်ဟာတွေပါရှိနေခြင်းပဲဖြစ်ပါတယ်ပုံမှန်ပြထားသလိုမျိုးကျမ်းမာရေးလမ်းကြောင်းမှာအပြတ်ဟာတွေပါနေမယ်ဆိုရင်အများစုကကျမ်းမာရေးညံ့တက်ကြပါတယ်ဒါကြောင့်ကျမ်းမာရေးလမ်းကြောင်းမှာအခုလိုအပြတ်တွေများနေတော့ပိုပြီးဂရုစိုက်ပေးရမယ်ဘာတွေခံစားရမလဲဆိုရင်တော့အသေးယောဂအဆုတ်ယောဂနဲ့သူရနည်းမှုတွေကိုမဖြစ်မနေကြုံတွေ့ခံစားရမယ်တခုရှိတာကအခုလိုကျမ်းမာရေးလမ်းကြောင်းပါမှသာဒီဝေဒနာတွေကိုခံစားရမှာဖြစ်ပါတယ်ပြီးတော့အသက်လမ်းကြောင်းလည်းအားနည်းနေမယ်ဆိုရင်တော့ပိုပြီးဂရုစိုက်ပေးရပါလိမ့်မယ်အခုလက္ခဏာရှင်ကတော့အသက်လမ်းကြောင်းအားမနေတဲ့အတွက်ကြောင့်သတိထားဂရုစိုက်ပေးရပါပြီအသက်လမ်းကြောင်းကလည်းပြက်ပြီးအားနည်းနေမယ်ဆိုရင်တော့တေချာပေါက်ဂရုစိုက်ပေးရပါလိမ့်မယ်နောက်တစ်ခုကတော့ယာဟုလွင်ပြင်ပေါ်မှာရှိတဲ့9ရုပ်ပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ပေါ်က9ရုပ်ကိုကြည့်လိုက်ပါအဲ့ဒီနေရာမှာ9ရုပ်ပါတဲ့သူတွေဟာငွေကြေးစီးပွားရေးကံအလွန်ကောင်းတတ်ပါတယ်ပတ်စံအစုလိုက်ဝင်တတ်ပါတယ်မိန်းကလေးတွေရဲ့လက်မှာအခုလို9ရုပ်ပါနေချစ်သူအိမ်တော်ဘက်စီကနေငွေကြေးအကူအညီများစွာရတတ်ပါတယ်အခုလိုမျိုး9ရုပ်အထင်ရှားပါတဲ့မိန်းကလေးတူဟာသူသွားချင်နေတဲ့ကိုရီးယားနိုင်ငံကိုချစ်သူစီကငွေကြေးအကူအညီရပြီးတော့သွားခဲ့ရပူပါတယ်နောက်တစ်ခုကတော့ဘဝတိုးတက်မှုအနောက်ရှက်များစွာတွေးရတဲ့သူရဲ့လက်ဝါးပြင်ပေါ်ကအမှတ်သားပဲဖြစ်ပါတယ်လက္ခဏာပညာသဘောတရားအရအသက်လမ်းကြောင်းကိုလေကတိတံလမ်းကြောင်းလေးတွေဖြတ်တောက်နေတာကိုခေါ်ဆိုပါတယ်ဒီလိုပုံမှန်ပြထားသလိုမျိုးလမ်းကြောင်းလေးတွေဖြတ်တောက်နေမယ်ဆိုရင်လက္ခဏာရှင်ဟာစိတ်ပူပန်မှုများသူဖြစ်ပါတယ်အသက်လမ်းကြောင်းကိုဖြတ်နေတဲ့မြင်းကြောင်းလေးတွေဟာများသောအားဖြင့်စိတ်ပိုင်းဆိုင်ရာပြည်စည်းမှုတွေကိုပြသလေးရှိပါတယ်လမ်းကြောင်းတွေများနေရင်ထိုသူဟာအသေးမွားကိစ္စကအစလုံလုံကဲကဲစိုးရိမ်တတ်သူအတွေးများသူဖြစ်တတ်ပါတယ်ကျမ်းမာရေးဆိုင်ရာလေကတိတံဖြတ်တောက်မှုတွေကခန္ဓာကိုယ်ရဲ့ခုခံအားစနစ်အားနဲ့တတ်တဲ့ကာလတွေကိုပြသနေပါတယ်နေမကောင်းဖြစ်လွယ်တာဒါမှမဟုတ်အင်အားကုန်ခန်းလွယ်တာမျိုးကြုံရတတ်ပါတယ်ဘဝမှာအပြောင်းလဲနဲ့အခက်အခဲများသူဖြစ်ပါတယ်လေကတိလိုဖြစ်နေခြင်းဟာဘဝရဲ့တိုးတက်မှုခဏတာရပ်တန့်ခြင်းသို့မဟုတ်အနောက်ရှက်တစ်ခုပြီးတစ်ခုကြုံတွေ့ရခြင်းကိုဆိုလိုပါတယ်လုပ်ငန်းခွင်မှာပြည့်စေမိသားစုရေးမှာပြည့်စေချောချောမွေ့မွေ့မဖြစ်ပဲကြိုးစားရုန်းကန်ရတဲ့သဘောရှိပါတယ်လမ်းကြောင်းလေးတွေဟာပါလွှတ်မယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာဖိစီးမှုတသက်တာဖြစ်ပြီးလက်တွေ့ဘဝကိုကြီးကြီးမားမားမထိခိုက်နိုင်ပါဘူးကျမ်းမာရေးသို့မဟုတ်ငွေကြေးကိစ္စရပ်တွေမှာလက်တွေ့ကြအခက်ခဲကြုံရနိုင်ချေရှိပါတယ်ဒီလိုဖြတ်တောက်တွေများတယ်ဆိုရင်စိတ်တည်ငြိမ်အောင်ထိန်းသိမ်းခြင်းနဲ့ကျမ်းမာရေးကိုဂရုစိုက်ခြင်းနဲ့စိုးကျိုးတွေကိုရောပါစေနိုင်ပါတယ်လက္ခဏာပညာဆိုတာလက်ရှိအခြေအနေနဲ့စိတ်နေသဘောထားပေါ်မူတည်ပြီးပြောင်းလဲနိုင်တဲ့အတွက်ကြောင့်အကောင်းမြင်စိတ်နဲ့ကြော်ဖြတ်ဖို့အရေးကြီးပါတယ်